အမျက်ခွဲရမယ်ဆိုတာဘလို့မျိုးလေဗျ။အော်ဒီလိုလေကွာ။ဖိုးထုနာမည်ကိုအတဲမုံပဲဗျားမြက်ခေါ်ရင်ဖူးထု။မိဝိုင်းနာမည်ကိုဗျားမြက်ခေါ်မယ်ဆိုရင်မိုင်းဝိအဲ့လိုပေါ့ကွာ။အော်သိပြီ။ဒါဆိုတုပ်ပေါ်နာမည်ကြတော့တောဖို့ပေါ့ဗျ။ဟာငါနာမည်ကြီးကလေဘလို့ကြီးတော့ဟာ။နေပေါင်းမပေး။မင်းနာမည် လုပ်လိုက်ရင် subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရခင်ဗျာ။ယခုအချိန်ထိကြည့်ရှုအားပေးကြတဲ့ဗလိကြကြောင့်ကျေးဇူးတင်လို့အာနာအစီအစဉ်ပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ရှာနေဦးတို့ကမော်ရင်းကာလာဖြစ်တာကြောင့်မြင်မြင်သမျှတောတောင်တစ်ပင်တွေဟာဆင်းလန်းစုပ်ပြေးနေစားနေအေးချမ်းလာပါနေတယ်။ရွာလယ်ပိုင်းမှာရှိတဲ့အိမ်လေးတစ်လုံးရဲ့ခြံဝန်းလေးတွေကကွက်ပြက်လေးပေါ်မှာတော့ဖိုးတူလေးဟာမိုးအေးနဲ့ပက်လက်လန့်ပြီးဖုန်းကိုဖွင့်ကတက်လာတဲ့ဗီဒီယိုဖိုင်တစ်ခုကိုစိတ်ဝင်စားစွာနဲ့ပြုံးပြီးကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲဖိုးတူရဲ့ချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြတဲ့တုပ်ပေါ်ငပိန်နဲ့မြေဝိုင်းတို့၃ယောက်ဖိုးတူရဲ့ခြံလေးကိုဝင်လာခဲ့ကြတယ်။ဖိုးတူနားကိုရှောက်တော့မြေဝိုင်းကဟဲ့ဖိုးတူနေပါရီကြည့်ပြီးတော့သဘောကျနေရလေ။မြေဝိုင်းတန်ကြတော့မှဖိုးတူလေးကသူ့ရဲ့ချစ်ဆုံးတငယ်ချင်း၃ယောက်ရောက်နေရကိုသတိထားမိသွားတယ်။ဖိုးတူလေးကလှဲနေရကထထိုင်လိုက်ပြီးဟာနင်တို့ရောက်လာနေအတော်ပဲဟာငါနင်တို့ကိုပြစရာရှိတယ်။ဖိုးတူလေးကအဲ့လိုပြောလိုက်ရင်လည်းသူရှိနေတဲ့ကွက်ပြစ်ပေါ်ကိုဝင်ထိုင်လိုက်ကြတဲ့တငယ်ချင်းတွေကိုသူကြည့်နေတဲ့ travel vlog တစ်ခုကိုပြလိုက်တယ်။မိဝိုင်းတို့၃ယောက်ကဖိုးတူလေးပြတာကိုစိတ်ဝင်စားနေကြည့်နေကြတယ်။အားလုံးကြည့်ပြီးသွားတဲ့ကဖိုးတူလေးကကဲကြည့်ပြီးကြပြီမို့လားငါပြောချင်တာအဲ့ဒါကွာဖိုးတူလေးရဲ့စကားကိုတုပ်ပေါ်ကနေမင်းဘာမှလည်းမပြောရသေးဘူးလေဟာမင်းတို့ကလေအခုမင်းတို့ငါဘာပြတာလေ travel vlog လေအေးလေအဲ့ဒါကိုပြောတာငါတို့တငယ်ချင်းတွေရဲ့ခီးရှိကြီးမထွက်ဘူးသေးဘူးအဲ့တော့ငါတို့တငယ်ချင်းလေးယောက်ခီးရှိကြီးထွက်ပြီးတော့မြန်မာနိုင်ငံတစ်ပတ်ရှောက်လေကြရအောင်ဖိုးတူလေးရဲ့စကားကိုတုပ်ပေါ်ကအေးကောင်းနေကွာငါလေးရွာမှာပဲနေရတာပြင်းလာပြီခီးလေးပါလေးထွက်ပြီးအပြင်ဘူးတရာလေးပါလေးရှာကျင်းနေတုပ်ပေါ်ရဲ့စကားကိုငပိန်ကလည်းထောက်ကန်လိုက်ပြီးတော့ဟုတ်တယ်ငါလေးရွာရင်းမှာပဲနေရင်ငါရဲ့တိုင်းပညာကတိုးတက်လာမှာမဟုတ်ဘူးအဲ့တော့ခီးလေးပါလေးထွက်ပြီးကွီးနေဒူနိုင်စီမှာမီလဝါတိုင်းသွားတင်ခြင်းနေကွသူတို့ရဲ့စကားကိုတော့ဖိုးတူလေးနဲ့ဝါသနာချင်းတူတဲ့မြို့ဝိုင်းကငါကတော့တရေတွေနဲ့ပဲတွေ့ကျင်တာဟာငါတို့ရွာမှာရှိတဲ့ဘူးပေဆောင်တဲ့တရေမကလည်းမှော်ဆရာလုပ်ပေးလိုက်လို့ကျွတ်သွားပြီအဲ့တော့တရေတင်လေးပါလေးတွေနဲ့တွေ့အောင်ငါလေးခီးထွက်ခြင်းနေမြို့ဝိုင်းပြောပြီးတာနဲ့ဖိုးတူလေးကတခုခုကိုသတိရသွားပြီးတော့အေးဟုတ်သားပဲမြို့ဝိုင်းပြောမှငါသတိရတယ်ငါတို့ခီးထွက်ရင်မှော်ဆရာကိုပါခေါ်သွားကြမယ်သူလည်းငါတို့မရှိရင်ပြေးနေမှာဟာနောက်ပြီးငါတို့ကကလေးတွေဆိုတော့မော်ဆရာလိုလူကြီးတယောက်ပါမှာအဆင်ပြေမှာအင်းဟာအဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့မော်ဆရာကလိုက်ပါမလားလိုက်မှာပါဟာငါတို့အားလုံးဝိုင်းပြောကြမယ်လေပြီးတော့အရေးကြီးတာတခုရှိသေးတယ်ငါတို့ကကလေးတွေဆိုတော့ဘဲသွားအိမ်မှာရှိရလူကြီးမိဘတွေကိုအတိပေးပြီးမှသွားရမယ်ဟာအခုလိုခီးရှိကြီးထွက်မှာမဟုတ်ဘူးအိမ်ထဲကအိမ်မြေထွက်မယ်ဆိုတာနဲ့အိမ်မှာရှိရလူကြီးမိဘတွေကိုဘယ်နေရာသွားမယ်ဆိုတာအတိပေးပြီးမှထွက်ရမှာဟာဖိုးတူလေးရဲ့စကားကိုအားလုံးကလည်းဝိုင်းမိထောက်ကန်လိုက်ကြတယ်။အိမ်နောက်မှာတော့ဖိုးတူလေးတို့တငယ်ချင်းလေးယောက်